နေ့ကကျွန်တော်တို့ပြည့်လာပြောလူတော့နည်းနည်းများပုံမှာတော့တွေ့ရတာလူလည်းများကိုကတော့အောက်ကင်းစင်းလာပါဘူး။နားလိုက်တာကခါនេះအောက်ကနေနေရပါတယ်ကွာ။ဟုတ်တယ်။ငါလူတိုင်းရောက်ရင်ဓာတ်ပုံလေးချာ။မှန်လိုက်တယ်မှန်တာလေး။ခဏလေးတားလာ။မနေ့စောစောဆိုပူလာ။မြူလေးရှိ။အခုကတော့ကျွန်တော်တို့နေကင်းပိုင်းရောက်တော့ဘာမှမရှိတော့။ဝါတော့ဆောင်းတိတိလေးပါကျွန်တော်ဆက်သွားပါမယ်ဒီနားလေးကတော့မြူရီထနေပါ့အောက်ဘက်မှာလည်းရမ်းလာပါကူတာပြင်းအပေါ်တဲ့ရမိုင်းနော်အဲ့လိုတက်ရှူလဲဒီမှာတယောက်ကတော့ဘောင်းမီရှင်နဲ့ရှောက်ရမလွတ်လဲလို့ဘောင်းမီတို့ကချိန်လိုက်ပြီသုံးထိကဲတော့ပါမယ်တော့ကောက်ရပါရဲ့ကူရအစိမ်းရောက်ကုန်ပြီကိုကတော့ view point တစ်ခုတည်းကိုရောက်နေဒီမှာရှိရပြီခုကတော့ကျွန်တော်တို့ကွန်ပါဝေရဲ့ view point ပထမတနေရာတစ်ခုတော့ရောက်ပြီးသွားပြီနော်ကျွန်တော်နောက်တစ်ခုထပ်ဆင်းတော့မှာဖြစ်ပါတယ်
ရွှေရထွက် တကယ်အဲ့လိုတွေးကုန်ထွက်သွားပြီတော့ဒီဆက်ချ အေးကျွန်တော်နောက်တစ်နေရာထပ်ဆင်းမှာလိုင်းမီရဟုတ်ကဲနောက်တစ်နေရာကျွန်တော်တော့ပါဖြူပွိုင်းကတော့ကျွန်တော်တို့အပြန်ကြမှာပဲတပုံဝင်ရိုက်တော့ပါမယ်ရှေ့မှာလည်းလှရတယ်ကောင်းစင်အောက်မှာတော့ကြိုင်ပဲရှိပါတယ်ဒီနားလေးအပင်ခုတ်ထားလို့နည်းနည်းကြည့်လို့ကောင်းဟိုးလှပါရာရမ်းလှပါရဲ့တန်းရှိတော့ဟိုးဘက်မှာတော့ရွာလေးရှိရနော်ကြည့်ဟုတ်ကဲ့မှာကဲကျွန်တော်ဆက်သွားလိုက်ပါမယ်လိုက်ခဲ့ပါအောင်ဗျကျွန်တော်နဲ့လိုက်ကြည့်ပါအောင်ကဲအပေါ်ပြန်တက်မယ်ဒီဘက်မှာတော့ဝယုံတော်ပေါ့ဟိုဘက်မှာကြောက်ဒါကဒီတောထဲမှာရှိအပင်လေးပန်းလေးကိုကမိုးတွင်းဆိုတော့တိတ်မရှိဘူးစောင်းတွင်းဆိုရင်တော့ရှိတော့အောက်မှာတော့ဝယုံတော်ကြီးကိုကကျွန်တော်တို့ view point တူရောက်နေနော်ထပ်တက်ကြည့်လိုက်ပါဦးမယ်ဘယ်လိုလှလဲဆိုတာစောင့်ကြည့်ပါဦးဗျာview point တူမှာလည်းလူရှိပါတယ်ဆိုတော့ point 1မှာတက်ဖို့မရိုက်ခဲ့အောင်point 2ရောက်ပါပြီဗျာရမ်းလှပါလက်ပုံရိုက်ကြအောင်မိုးမရွာသေးတော့ရှိတယ်နော်လှကျိုးရကျေးလို့ရမ်းလှပါရဲ့မြူရရမ်းထားပြီအောက်မှာရေတကုံရှိလို့ဖြစ်မနော်ရေတကုံကအကုန်းဝေးထားဟိုးလာရဗျာဒီတက်ကြည့်မယ်ဟိုကောင်ကနေဆင်းလာလို့ရတယ်ဟုတ်အဲ့လေအဲ့ဘယ်မှာဂုံးလမ်းရှိရရောဟာကျွန်တော်ဆိုဆင်းလာနေရပါတော့လေလားအဲ့ကောင်ကဒါလေးဆင်းလာလို့တော်တော်လှပါရဲ့ဗျာအောက်မှာရှေ့ဆက်မသွားတော့ကြောက်ပဲရှိကြောက်မို့လို့ဆိုကြလားပင်ရတော့လှကြတော်လေးနည်းနည်းနဲ့လာပြီပေါ့နော်လူလဲရှင်းတော့အကောင်ပလောင်နေအတန်ပဲကြားရပါတယ်ရ
လာပါဗျကျွန်တော်ရှေ့ဆက်တိုးရိုက်ကြည့်လိုက်တော့ မင်းကွာရအောင်ပါမယ် အောက်မှာတော့ကဘာပဲရှိတာဟိုး ဒီလေးကိစ္စနဲ့ဟာမှာကြမှာပို့လိုက် ဟိုးဒီမှာကြောက်ပဲလမ်းလေးကနည်းနည်းလေးကျင်းမူကြီးကြောက်ကဘာရောဟိုးရမ်းလာပါဗျာဒါတော့တစ်ခွာလေးရောမိုးတွင်းဆိုတော့မပွင့်ဘူးဆောင်းတွင်းဆိုရင်တော့ပွင့်မှာ ဟုတ်လားနည်းနည်းလမ်းလျှောက်လိုက်ရသေးတယ် ကဲကျွန်တော်ဆက်စင်းပါဗျာမြူဆိုင်ညာတိတ်တော့မနေရဒီဘက်မှာကြောက်ဒီဘက်မှာဝါတော့ချင်းမိုက်သွားမယ်ဆိုပြောခွန်ဖောက်ဝေရောက်လာပါဗျာချင်းမိုက်မှာတောင်သွားတက်မယ်ဆိုပြောနီနီနာနာခွန်ဖောက်ဝေရောက်လာနောက်မှာတော့အသက်ကြီးဆုံးကိုကြီးကြံခဲ့ပါပြီနောက်ကကိုကြီးကတော့တညာလုံးဂိမ်းဆော့ပြီးတော့ပြဲနေရမရှောင်နိုင်တော့ပါဘူး ဟိုရရေတူကုန်လာ ဝဒါဒီဟိုလေးဗီတာမင် C လေးရှိပြီ ။အော်ဒီမှာတယောက်လည်းမရတော့ပြဲနေပြီ။ရေတောင်းနေပြီဗီတာမင် C ရေတောင်းနေပြီ ဟုတ်တယ်ဒီနေ့တက်ကလမ်း ။အလေကတော့ဝိမန်းပါ။လေကတော့ဝီပြဲနေရ 3နာရီ ။73နာရီ 3နာရီ တစ်ဖွာလောက်ဖွာလိုက်လေကောင်းအောင် ဟိုရေး ပါမယ်လေဝိကမှာဝိ ဒီရန် ဗီဒီယိုထဲမှာပါ တစ်မောင်ကားကြီးဖမ်းနေလမ်းကြီးကောက်နေမဲ့အစားခုနဟိုတက်တော့ဝင်လာလို့မှအမိုက်လိုက်ကောက်နေတယ်တော်ထဲမှာ ။ကိုကအာလူဖုတ်တစ်ဖြတ်ပါဗျာ အလူဖုတ်ခုနတိုင်ပြီးသွားပြီစောက်ဖုတ်အမ် 48မိနစ်လမ်းလျှောက်ပြီးသွားပြီဟိုကအကုန်လုံးကအဲ့ဒီအချိန်ကြာခဲ့ပြီပေါ့ အာချွေးတွေတော်တော်ကက်စီလို့ ။ easy စီလေး ဖလိုရတာကြီး စီလေး 2 point မလိုတဲ့စီလေးအဲ့မဲ့ဟိုအရင်ထွက်လာရင်ချွေးတွေတိုင်လိုက် ကျောင်းမမင်းတို့ဘာ ကက်စပါနေတယ်ဗျစစ်ပတ်မဟုတ်ပြန်ဖျက်ကြည့်လိုက် ကြာလား အ အရင်တော့တားဟွာ စီခဲ့ရလား ဟောဒီရလား မုံအဲ့အောက်ဖျက်တာအဲ့အပေါ်ပိုင်းမုံအဲ့အောက်ပိုင်းချက်အထက်ပိုင်းနေမင်းဟာပြောတယ်အဲ့ ဒီရ အေးပြောတယ် ဒီမှာ ဘူးတွေမဟုတ်တယ်ချက်အောက်ပိုင်းအပေါ်ပိုင်းတွေကိုဆွဲ မ ကြည့် စစ် လိုက် ဖက်တွေပြတယ် အဲ့အောက်ဖျက်မုံဘွားနေ အပြင်းနဲ့အောက်ပြင်းနဲ့ပေါင်းရ ဒီမဟုတ်ဒီချက်အပေါ်ပိုင်းဟာအောက်ကိုဆွဲခုနလို့ဘွားနေဆွဲလာတဲ့ဟာပေါ့ ။ဒီမှာညီကိုနှကောင် အပေါ်ရေကောင်းအားလို့ပုံပြောက်တယ်မင်းအချက်ထက်ရှိတယ် ဒီညီကိုနှကောင်ကတော့အရန်အငင်းတိုင်ညီကိုနှကောင်။တယောက်ရင်တယောက်အနိုင်မဖေးအရှုံးမပြေညီကိုနှကောင်စစ်ပတ်ကြောင်ညင်းကဲတော့ထဲမှာဘူးမှမရှိပါဘူးတိတ်ဆိတ်ဒီလိုခီးမထွက်ရတော့ကြာနေပြီနော်လောက်ကြာနှစ်နှစ်3နှစ်လောက်ထောက်ထားရရမှာပဲထွက်လို့ရတော့လမ်းမှာတော့စစ်ဆေးရှိရနော်လမ်းမှာဂိတ်တော့ရှိပါတယ် ဟုတ်လာလိုက် လှလိုက်တာကအောက်မှာဒဲအိုးကြီးဖြစ်နေကြရင်ဟိုဘက်မှာလည်းတောင်းတန်းဟိုးလှပါရဲ့ဗျာ လာပါနေသူလာလာ ပြီးတော့ကြပြောနော် သူနေမ တက်လာပါမောလို့မောမဲတော့မကြည့်တာနော် Oh my god ဒီတတိတာနောက်
အောက်မှာကြောက်ပဲ ကြောက်ရရေးရပဲရှိရတယ်အောက် အိုးလှဝါးကြီးမီဝေးမရှိတော့ဘူးဆိုရှင်းသွားလှဟိုရေတန်တော့ကြားနေပါကြာကျွန်တော်တို့ ရေတန်လားမွေတန်လား ရေတကုံအောက်မှာပေါ့နော်ကျွန်တော်တို့အောက်ကိုဆက်ဆင်းရ ရှေ့မှာလိုက်နေတဲ့ဒီလိုက်တယ် လမ်းကျင်းနေပေါ့နော်ပြီးမှကြောက်ပဲ မရအောင်တော့ ဟုတ်တယ်တောင်တက်ဖက်နဲ့တွေမို့လို့ကျွန်တော်အစင်းပြန်ဆင်းပါကြီးက တွေ့လား ကိုယ်ကကျွန်တော်တို့ point 3ကိုရောက်ပါဒီ point 3ကတော့ကျွန်တော်တို့အကြိုင်နေရတော့အောက်ထပ်ဆင်းနေအဲဒီက view point 3ပါကျွန်တော်တို့ရေဒီကုံဆင်းတော့မှာပါကဲ ဟောနေရ ကဲဆင်းကြမယ် တုတ်လေးကင်ရပါဘူးကျုပ်တို့လည်းဟိုအတိုင်းပဲရှေ့ကင်မရာမန်တိုင်းကင်နေတော့ ဒီကားထဲကနည်းနည်းကျဲတယ် နည်းနည်းမဟုတ်တာဒီပဲရှိမှာအောက်ကြမှုကျဲအောက်ကြဖင်တိုင်းမှာဆင်း ဟောကြလို့ဘာတော့ဟိုအင်္ဂလန်ဘိန်းအင်းရှိမင်းသားနားတဲ့ဘိတ်တကန်မှကြာလမ်းမှာဆိုဒီကန်ကြော မင်းတို့အရေးဆင်းလိုက်ဟာကင်မရာနဲ့မော် ဟုတ်ကြပါဘူးလာဒီဘက်လာလိုက်ဟိုးရေဒီကုံတွေ့ရပါရာဟိုးတောင်ပေါ်ကနေပြီးတော့ဆင်းလာခဲ့ရကျွန်တော်တို့ဒီမှာတွေ့ပါပြီဓာတ်ပုံရိုက်ကြမှာတန်း ဘုံချောင်းနေကြတယ်ရပါတယ်နားလေကျင်းတိုင်း ရေဒီကုံတော်တော်မြင့်နေဟိုးအောက်ထဲမှာအဲ့ဟင်းကြီးအိုးရောက်ပြီသိပါတယ်ပုံစံလိုက်ဖွဲ့ပြီးတော့လာသိနေပါတော့ကျွန်တော်တို့ကတော့အခု၄ယောက်ပဲလာပါတော့ဒါအောက်တစ်ထပ်ပေါ့နော်အောက်တစ်ဆင့်ပါဗျဟိုးပေါ်မှာနောက်တစ်ဆင့်ရှိပါသေးတယ်နောက်မှလည်းလိုက်လာ
ရေစကွန်ရောက်ပါပြီကျွန်တော်ခက်ခက်ခဲခဲနဲ့ရေရတော့အရန်ပတ်ပါတယ်နည်းနည်းတော့သတိထားရကြလမ်းအရင်တင်းတယ်ကျွန်းနေနေဆိုတော့ချောတယ်ပေါ့နော်ရန်လာပါရဲ့ဗျာခက်ခဲခဲခဲနဲ့ကျွန်တော်ရောက်အောင်လာခဲ့ရကျွန်တော်တို့တောင်ပေါ်ပြန်ဆင်းလာရောပြန်ဆင်းလာအချိန်ရတယ်လို့ဖြစ်မြူရအုပ်ပြီးတော့အချိန်ရတော့9 နာရီကျော်ပြီပေါ့နော်လုံးဝဒီဆိုင်